အားလုံးပဲမင်္ဂလာပါခင်ဗျာကိုစပေါ် channel นี่ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပထမဦးဆုံးရွေးချယ်တုံးသက်ပေးမဲ့ပွဲစီလေးရတော့မန်ယူသေးနဲ့စပါးသေးရဲ့ပွဲစီဖြစ်ပါတယ်အဲ့ဒီမန်ယူသေးရတော့တလုံး30နိုင်ပေါအောင်တာဖြစ်ပါတယ်ကိုပေါင်ကြီးရတော့3လုံး40စုပ်ပေါအောင်တာဖြစ်ပါတယ်မန်ယူသေးရဲ့ကားရဖောင်းတော်တော်လေးကောင်းအောင်တာဖြစ်ပါတယ်အဝေးကွေးကလက်ကစားတဲ့စပါးသေးရဲ့ကားရဖောင်းတော်တော်လေးကောင်းအောင်တာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့သေးအားတိတ်စစ်တော်တော်လေးကောင်းတာဖြစ်ပါတယ်ဒါပေမဲ့ခံစစ်တွေလုံးဝမကောင်းပါဘူးမန်ယူသေးရလည်းတပွဲကို3ကိုသွေးတယ်2ကိုပေးတယ်စပါးသေးရလည်း2ကိုသွေးတယ်2ကိုပေးတယ်ဗျနောက်ဆုံးပွဲစီတွေမှာကျွန်တော်တို့မန်ယူနဲ့စပါးနဲ့ပွဲစီမှာကျွန်တော်ကိုအပြန်လန်ပြီးမြေရောက်ဖို့အတွက်ကျွန်တော်တို့ထဲတယ်ဗျဒီပွဲစီမှာကျွန်တော်မန်ယူနဲ့စပါးနဲ့ပွဲမှာကျွန်တော်ကိုအပေါ်ကိုကျွန်တော်ကြိုက်ပါတယ်ကျွန်တော်ဘော်ဒီနီယာမှာရွေးချယ်ရမယ်ဆိုရတော့ဗျစပါးနဲ့မန်ယူနဲ့တွဲဆုံမှုတိုင်းမှာမန်ယူသေးရစပါးသေးကိုတကြီးတာအနေမျက်စိထားတာဖြစ်ပါဒီပွဲစီမှာကျွန်တော်တို့ဗျမန်ယူအနေရောက်ရှိတော့မှကျွန်တော်ထဲဘာဖြစ်လဲဆိုတော့ဗျမန်ယူသေးရဒီပွဲစီကိုအနေရောက်ရှိခဲ့မှဆိုရင်ချာပီယယ်လိဝယ်ခွဲတနေရကိုတော့သူကရယူနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပွဲစဉ်မှာမန်ယူဘော်ဂျီနဲ့ဂိုးပုံနဲ့ကျွန်တော်ရွေးချယ်ပေးတာဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲစဉ်မှာကျွန်တော်2မျိုးရွေးချယ်ပေးထားတယ်ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့စိတ်ပိုလီနဲ့ဖြစ်ပါတယ်အဲ့စင်စိတ်ပိုလီတဲ့နောက်ဆုံးကာရဖောက်တော်တော်လေးဆိုးရနေတာဖြစ်ပါတယ်အဝေးကွေးကလက်ကစားတဲ့စတုဂတ်တဲ့ကာရဖောက်တော်တော်လေးကောင်းနေတာဖြစ်ပါတယ်အဝေးကွေးကစတုဂတ်တဲ့က3လုံး50နဲ့ပေါက်နေတာဖြစ်ပါတယ်ဂိုးပေါင်းကြီးတော့3လုံး80နဲ့ပေါက်နေတာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့တဲ့ကာရဖောက်တော်တော်လေးကွာရဗျာစတုဂတ်တဲ့ကအဝေးကွေးကနေတလုံး50အနေပေါက်ရင်ကြည့်ကျွန်တော်တို့ဗျာကြီးအရင်ပေါ်လို့ကျွန်တော်ထည့်ရဗျာဒီပွဲစီမှာဒါပေမဲ့အဲ့စင်းစိတ်ပိုးလီတဲ့ကတက်စီဆိုထဲမှာရောက်ရှိနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီအသေးကနော်အိကွေးဆိုရင်တော်တော်လေးမာရနော်တမတ်ရမတ်သူကအနည်းဆုံးတရီရောက်သူကခက်ကန်နိုင်တယ်နော်ဒီသေးကကျွန်တော်တို့ဒီပွဲစီမှာတော့ဗျာအဲ့စင်းစိတ်ပိုးလီစတုဂတ်တဲ့မဆုံးနိုင်ဘူးလို့ကျွန်တော်ထည့်ရဗျာသူတရီရောက်တော့ခက်ကန်သွားမလို့ကျွန်တော်ထည့်ရဗျာဒီပွဲစီမှာကျွန်တော်ကတော့အဲ့စင်းစိတ်ပိုးလီဘော်ဒီကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်ပွဲစီတစ်ပွဲကတော့တီနာသိန်းနဲ့တူနိုသေးပွဲစီဖြစ်ပါတယ်အဲ့ရှင်တီနာသေးကတော့တလုံး30နိုင်ပေါအောင်တာဖြစ်ပါတယ်ဂိုးပေါင်းကြီးကတော့3လုံး80နိုင်ပေါအောင်တာဖြစ်ပါတယ်အဝေးကွဲကလက်ကစားတဲ့တူနိုသေးကားရဖောက်တော့သိပြီးလည်းမကောင်းဘူးဖြစ်ပါတယ်ဒါပေမဲ့အဲ့ရှင်တီနာသေးကားရဖောက်တော်တော်လေးကိုဆိုးရနေတာဖြစ်ပါတယ်အဲ့ရှင်တီနာသေးကဗျာဒီယာဒီမှာတော်တော်လေးကိုဆိုးရနေတာတက်ဆစ်စုပ်လေးကိုသူကရောက်ရှိနေတာဗျာဒီသေးကတက်ဆစ်ရမယ်အသေးမဟုတ်ဘူးနော်သူကချာပီယယ်လိယူဘော်လိဝယ်ရမယ်အသေးပြသူအသိကြီးတသိဖြစ်ပါတယ်ဒါပေမဲ့ဒီယာဒီမှာတော်တော်လေးကိုတော့ရလက်ဆိုးရနေတာဖြစ်ပါတယ်ဒါပေမဲ့ဗျာဒီပွဲစီမှာတော့တူယီနိုသေးတော့အနည်းဆုံးတစ်လုံးလောက်တော့နိုင်မလို့ကျွန်တော်ထည့်တယ်ဘာဖြစ်လို့ဆိုတော့ဗျာသူကဒီပွဲစီမှာအနယ်ယူပြီးရသူကတက်ဆစ်စုပ်ရဲ့အထက်ကိုသူကတက်လန်းတော့မလို့ကျွန်တော်ထည့်တယ်ဗျာဒီပွဲစီမှာကျွန်တော်တော့ဗျာတီနာနိုင်မလို့ကျွန်တော်ထည့်တယ်ဗျာကျွန်တော်ဒီပွဲစီမှာတီနာဘော်ဒီကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်ပွဲစီတစ်ပွဲကတော့အာဆင်နယ်တဲ့ဆက်တာလေးတဲ့ပွဲစီဖြစ်ပါတယ်အဲ့ဒီအာဆင်နယ်တဲ့နှလုံး80နိုင်ပေါအောင်တာဖြစ်ပါတယ်ဂိုးပေါင်းကြီးကတော့3လုံး60နိုင်ပေါအောင်တာဖြစ်ပါတယ်အဲ့ဒီအာဆင်နယ်တဲ့ကောင်းဖောင်းတော်တော်လေးကောင်းအောင်တာဖြစ်ပါတယ်အဝေးကွေးကလက်ကစားရဲ့ဆက်တာလေးတဲ့လည်းကောင်းဖောင်းကောင်းပါတယ်ဒါပေမဲ့အဝေးကွေးကလက်ကစားရဲ့ဆက်တာလေးတဲ့ကတော့အဝေးကွေးဆိုရင်တော်တော်လေးညံ့တယ်ဗျဒီအသေးကအိတ်ကွေးဆိုတော်တော်လေးမာတယ်ဗျဒါပေမဲ့ဒီပွဲအရေးကြောတွတ်ဆုံမှုတော့2-2စီအသေးရလာထွက်ပေါ်လာတာဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲစီမှာအာဆင်နယ်တဲ့မဖြစ်မနေအနေယူရောက်ဖို့လိုအပ်နေတာဗျာဘာဖြစ်လဲဆိုတော့အာဆင်နယ်တဲ့ဒီပွဲစီကိုတော့အနေရောက်ရှိခဲ့မယ်ဆိုရင်သူက6မဲ့တိတိဖြတ်နိုင်မှာဖြစ်ပါတယ်တစ်ဖက်မှာလီဗာပူးနဲ့မန်စီးတီးနဲ့တွေ့နေတဲ့ပွဲစီရှိနေလို့အတွက်ဒီပွဲစီမှာသူကမဖြစ်မနေအနေယူသွားရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပွဲစီမှာတော့အာဆင်နယ်အနည်းဆုံး9ပြင်းလောက်နဲ့အနေယူသွားလို့ကျွန်တော်ထင်ရဗျာကျွန်တော်ဒီပွဲစီမှာအာဆင်နယ်နဲ့ဆက်တာလေးနဲ့ပွဲစီမှာကျွန်တော်အာဆင်နယ်ဘော်ဒီကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်ပွဲစီတစ်ပွဲကတော့ဝူသေးနဲ့ချက်စီးသေးရဲ့ပွဲစီဖြစ်ပါတယ်အဝေးကွေးကလက်ကစားတဲ့ချက်စီးသေးကတလုံးနဲ့ဆန်နိုင်ပေါအောင်တာဖြစ်ပါတယ်ဂိုးပေါင်းကြီးကတော့3လုံး30နိုင်ပေါအောင်တာဖြစ်ပါတယ်အဲ့ဒီဝူသေးကတော့ဒီယာဒီမှာတော်တော်လေးရလက်ဆိုးရနေတာဖြစ်ပါတယ်ဝူသေးကာရဖောက်လုံးဝမကောင်းပါဘူးအဝေးကွေးကလက်ကစားတဲ့ချက်စီးသေးကာရဖောက်တော်တော်လေးကောင်းအောင်တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီဝူသေးကတန်းရှင်းတော့ပြီဖြစ်ပါတယ်ဒါပေမဲ့ဒီအသိရဗျာတော်တော်လေးကိုမာရနော်အဲ့ဝေးဆိုတော်တော်လေးမာရဗျာဒါပေမဲ့ဝူသိမှာဗျာဘယ်သူမှလည်းမရှိတော့ဘူးဗျာကစားသမားလည်းအားလုံးတရားမှမရှိတော့ဘူးအားလုံးရောင်းကုန်ပြီဗျာခုလက်ရှိကြံနေတဲ့ကစားသမားတွေကလူသေးတွေပဲကြာတော့တာဗျာဒါပေမဲ့အဝေးကွေးကချက်စီကတော့တာတော့ဗျာဒါပေမဲ့တလုံးနဲ့ဆန်နေဆိုရင်ကြီးအရင်ပေါ်ကြီးကတော့အရင်ပေါ်ရဗျာဒါပေမဲ့ဘာဖြစ်လို့ဆိုတော့ဗျာအဝေးကွေးကချက်စီတွေကတော့ဒီပွဲစီကိုတော့အနေယူရမှာပဲဗျာချက်စီတွေကျွန်တော်ဘော်ဒီကြိုက်တယ်ဗျာဘာဖြစ်လို့ဆိုတော့ချက်စီတွေကအနည်းဆုံးတလုံးလောက်တော့အနေရရှိတော့မှကျွန်တော်ထည့်ဘာဖြစ်လို့ဆိုတော့ချက်စီတွေကဒီပွဲစီနိုင်မှသာချာပီယယ်လိဝယ်ခွေးတနေရောသူကမျိုးလင်းလို့ရမှာ
ဘာဖြစ်လဲဆိုတော့ဗျာဒီအသိကို तू ကတော့အ ਨੇ ဆုံးတော့ तू ကအနိုင်ရောက်ရှိတော့မှကျွန်တော်ထည့်ပါပြီးခဲ့တဲ့ကြောကလည်း तू ကချက်စီးသေးရဗျာပထမပိုင်းမှာဇီဇီရလာထွက်ပေါ်နေဒါပေမဲ့ဒုတိယပိုင်းမှာ तू က3ဂိုးပြန်းနဲ့ဦးသိကိုတော့ချက်စီးရဲ့အဲ့ခွဲမှာအနိုင်ယူရောက်ရှိထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီပွဲစဉ်မှာတော့ချက်စီးနဲ့ဝူးနဲ့ပွဲစဉ်ကျွန်တော်ချက်စီးအနိုင်ရောက်ရှိသွားမယ်လို့ကျွန်တော်ထင်တယ်ဗျာဒီပွဲစဉ်မှာကျွန်တော်ချက်စီးနဲ့ဝူးနဲ့ပွဲစဉ်မှာကျွန်တော်ချက်စီးဘိုဒီကိုကျွန်တော်ကြိုက်ပါတယ်ခင်ဗျာအားလုံးစိတ်ပြေကြပါသေးဗျာကျွန်တော်စီမှာမန်ဘဝဲမယ်ဆိုရင်3မြောက်ကို8895 8835ကိုဘိုက်ဘာနီလာရောက်မင်းမြန်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာအားလုံးစိတ်ပြေကြပါသေးဗျာ